လေးစင်စကားပြောမှာဒီအသုံးလေးတွေကတော်တော်လေးအသုံးဝင်တယ်နော်တခါလေးရောက်လို့တော့နော် okay တော်ဘူး anymore တုံးပြောရနော်အရင်တော့လှုပ်တယ်အခုမလှုပ်တော့ဘူးအဲ့ဟာလေးပြောရင်လည်းကမှတုံးပြောရတယ် I don't love you anymore okay ငါမျိုးမချစ်တော့ဘူးရင်တော့ချစ်အခုမချစ်တော့ဘူးပေါ့ I don't live there anymore ငါအိမ်မှာမနေတော့ဘူးစသဖြင့်ပြောရတယ် okay အခုကတုံးပဲဆိုတာအခုလုံးနေတော့မပြောရနော်အခုလုံးနေတော့အခုနေနေတော့အခုဖြစ်နေတော့စသဖြင့်ပေါ့နော် I still live in Chiang Mai ငါအခုချင်းမိုင်မှာနေနေတော့ပဲ I still work there ငါအိမ်မှာလုပ်တော့မယ် okay စသဖြင့်ပြောရနော်အခုဆိုရှင် yet ထိုးတုံးပြောရနော် I haven't done it yet အဲ့ဟောင်းငါအခုမလုပ်ရသေးဘူးနောက်တော့လုပ်မယ်ဆိုတဲ့ဘောပေါ့ okay I haven't been to Yangon yet ငါရန်ကုန်အခုမရောက်ဘူးသေးဘူးနောက်တော့ရောက်ဖူးမယ်ဆိုတဲ့ဘောပြောနေတာပေါ့နော် okay ရအောင်နော်နောက်တစ်ခုကလုံးတယ်ဆိုတာက yes ရှည်လုံးတယ်ဖြစ်လုံးတယ်ဘာဖြစ်လုံးတယ်ညာဖြစ်လုံးတယ်ပေါ့နော် okay ဥပမာ this is too expensive ဒါကဈေးကြီးလုံးတယ် he is too tall သူက yes ရှည်လုံးတယ် okay စာပြန်ပြောရနော်နောက်တစ်ခုကလုံလောက်တွေဟာ enough ကိုတုံးပြောရနော်I don't have enough money to buy a car ငါပတ်စံကားဝယ်ဖို့လုံလောက်တဲ့ပတ်စံမရှိဘူး I don't have enough time to do that အဲ့ဟာလို့ဖို့ငါမှာလုံလောက်တဲ့အချိန်မရှိဘူးစသဖြင့်ပြောလို့ရနော် okay အခုလိုမျိုးသုံးလေးတွေကအကျိုးရှိလားမသိဘူးအကျိုးရှိရဆိုရင် comment မှာ yes ဆိုရေးသွားမယ်နော်နောက်ထပ် video အသစ်တွေလုပ်မသွားလို့လဲဒီ page ကို follow လုပ်ထားဖို့မမေ့တော့နော် bye bye see you in the next video